အားလုံးပဲမင်္ဂလာပါအမကဒီဗီဒီယိုလေးကအဆက်လေးပေါ့နော်ဒီဗီဒီယိုလေးကဒါ part 2ပေါ့နော်အမတို့ကအရင်တော့ပုံစံလေးပေါ့နော်အမတို့ပထမဆုံးအမကသူက single bedroom နှခမ်းကိုဒီဘက်ကိုဆွဲလိုက်တယ်ပေါ့နော်ညာဘက်ကိုဆွဲလိုက်တယ်ညာဘက်ကိုဆွဲလိုက်တယ်လေးမင်းတို့ကိုအရှိမထားတယ်ပေါ့အမကအဲ့လိုလေးကို 3D လေးကို 3D ဆွဲမှအမ client ကိုပို့လိုက်တယ်ဒါပေမဲ့သူတို့တွေကလေးမင်းတို့ကိုဒီဘက်မထားချင်ဘူးဟိုဘက်ပေါ့နော်ဘယ်ကိုနီရှိတဲ့ဘက်ကိုထားချင်တယ်ဆိုတော့ပြန်ပြောလာတယ်ဒါနဲ့အမကပြန်ပြီးတော့ချိန်ပေးမယ်ပေါ့နော်အမစဉ်းစားလိုက်တယ်လေးမင်းတို့ကိုအဲ့ဘက်ထားပြီး single bedroom ကိုဒီဘက်မှာငကိုလေးမင်းတို့ရှိတဲ့ဘက်မှာထားမယ်ဆိုရင်အမတို့အရင်ကျင်းတော့မှာအဲ့ဒါကြောင့်အမကဒီလိုလေးဖန်တီးလိုက်တယ်ပေါ့နော်သူကဟိုအနောက်မှာလေးမင်းတို့နဲ့ shine ကိုအမကတွဲလိုက်တယ်ဒါနဲ့ stand room ကိုတွဲလိုက်တယ်အဲ့ဒါနဲ့အမကဒီဘက်မှာဒီဘက်လေးမင်းတို့ရှိတဲ့ဘက်ကိုကြတော့အမကသွားပြီးတော့ရိုး single bedroom တခန်းလောက်လိုက်တယ်ပေါ့နော်ဒါအမ final ပုံလေးကိုပြပေးမယ်နော်သူအမတို့ကလေဒီပုံကမြင်ရလားမသိဘူးအမ YouTube မှာလည်းတင်ထား YouTube မှာပို့ပြီးတော့မြင်ရတယ်သိလားဒီတော့မှလည်းဆိုင်လေဒီမှာမရှင်းဘူးဆိုရင်အမ YouTube မှာသွားပြီးတော့ကြည့်လို့ရပါတယ်เนาะနောက်ထပ်အမတို့မမကိုမေးစရာရှိတယ်ဆိုလဲအမကို message box message ပို့ပြီးတော့မေးလို့ရတယ်ပေါ့เนาะโอเคဒီဟာလေးကတော့အမဒီဟာလေးကိုဒါငကူအမပုံဆွဲခဲ့တဲ့ပုံလေးပေါ့เนาะသူကဒီ single bedroom ဘေးနားမှာဟာကိုအမတို့ stand room ဆွဲမယ်ဆိုရင်ဆိုတာရှင်းပြထားတာပေါ့เนาะအမနောက်မှ recording လုပ်တော့သူကအမဒီပုံလေးနဲ့ screen နဲ့အမ record နဲ့ကမတူနေမှာဆိုလို့လေဒါလေးကတော့ final လေးဘယ်လိုဆွဲလိုက်တယ်လေးဘယ်လိုဘေးနားမှာအမက shine room ဆွဲလိုက်တယ်ပေါ့နော်အဲ့အရှိမမှာ single bedroom ကိုမျက်နှာချင်းစာယူလိုက်တယ်ပေါ့နော်အဲ့ single bedroom ကအခန်းကိုကျတော့အမ guest room တို့မို့ dining room ပြောတော့လုပ်လိုက်တယ်ပေါ့နော်အထက်မှာ kitchen တော့ရှိတယ် dining room dining table တော့အမထည့်ပေးထားတယ်ဒါပေမဲ့ तू ကအရန်ကျင်းသွားမှာပေါ့နော်အမတို့ကအဲ့အထက်မှာ kitchen counter နဲ့အပြင်မှာထွက်ပြီးတော့partition ကိုဖျက်လို့လည်းရတယ် open kitchen ဖြစ်ချင်တယ်ဆိုရင်အဲ့လိုလုပ်ပြီးတော့လည်းအဲ့ idea လေးကပို့ပြီးကောင်းတယ်ပေါ့နော်ဒါလေးကိုအမလေးနောက်ဗီဒီယိုမှာ 3D လေးဆွဲပြပေးမယ်နော်အမကsketch သုံးပြီးတော့ 3D ဆွဲပြမယ်အဲ့ဒီမှာအမတို့ဘာကာလာလေးဘယ်လိုတွေ download လုပ်ရတယ်ဆိုတဲ့အောင် software လေးတွေနဲ့ရှင်းပြပေးမယ်ဒီအနောက်ကကျတော့အမတို့ကပို့ပြီးတော့အဆင်ပြေသွားတာဘက်သူက living room လည်းရှိမယ်ဘေးနားမှာဖျားကန်းလေးကို partition လေးတိလေးကာပြီးတော့အမတို့ open ပုံစံလုပ်လိုက်တယ်အဲ့အရှိမ balcony ရှိတယ် balcony မလည်းအမတို့ pan လေးဆက်လို့ရတယ်ပေါ့ဒါလေးကတော့ master bedroom ပဲပေါ့နော်ဒီ master bedroom က balcony လေးပါတယ်ဒီအခန်းလေးကတောင်ကန်းဆိုတော့လေဒီကတော်အဆင်ပြေတယ်နော်ကျေးဇူးတင်ပါတယ်နော်အမ next video ထဲမှာဒါလေးရဲ့အဆက်ကိုဆက်ပြီးတော့ဆွဲပြပေးမှာပါနော်ကောင်းသောညလေးဖြစ်ပါစေ